Hello ဘောစီတို့မင်္ဂလာပါ Redmi 73R original second လုံးလေးတွေရောက်ထားပါတယ်လို့ဘောစီတို့နော် Redmi 73R original second လုံးလေးတွေ150ရောက်ထားပါတယ်နော်ဘောစီတို့ Redmi 73R RAM 4 128GB လေးတွေပါဗျာနော်ဒီကောင်လေးတွေက original second လုံးလေးတွေပါဘောစီတို့နော် original second လုံးလေးတွေပါဒီကောင်လေးကျွန်တော်လက်ကားသေးရောလက်လီသေးရောတခါတည်းပြောပြလိုက်ပါမယ်လက်ကားသေးဆိုရင်လည်းစီးရန်အမ်ပိတ်သေးပေါ့ဗျာနော်ပိတ်သေးရောအမ်ပိတ်သေးရောပြောပြပါမယ်အမ်ပိတ်သေးဆိုရင်တော့2,900ခွဲပါနော်အခွန်တွေပါတယ်ကျွန်တော်တခါတည်းဆောင်ပေးမယ်အခွန်တွေပါတယ်ဆောင်ပြီးပြီဆိုရင်အခွန်ဆောင်ပြီးသားဈေးဆိုရင်တော့3,900ခွဲကျပါမယ်ဗျာနော်စီးရန်အခွန်ဆောင်ပြီးသားဆိုရင်3,900ခွဲကျပါမယ် Redmi 73R RAM 4 128GB နော် original second လုံးလေးတွေရောက်ထားပါတယ်ဗျာနော်ဒီကောင်လေးတွေ Google Play Store ဘာညာပြီးက global အကုန်ချင်းပြီးသားပါလို့နော် Google Play Store အစကျွန်တော်တို့အကုန်ချင်းပြီးသားပါနော်အရန်တင်3ရုံပါဗျ Redmi 73R RAM 4 128GB နော်ဒီကောင်လေးတွေရပါမယ်ဗျနော်လက်လီတစ်လုံးချင်းရောင်းတဲ့ဈေးဆိုရင်တော့ဗောစီဒီကောင်လေးတွေက4,600,000ခွဲပါဗျနော်4,600,000ခွဲပါအာသညို့ထည့်ပေးပါမယ်ဗျနော်4,600,000ခွဲကိုကျွန်တော်တို့တိုက်စီအာသညို့ထည့်ပေးပါမယ်လွယ်မယ်ဆိုလို့ချင်းဆိုင်ကိုလာရောက်ရွေးချယ်ဝယ်ပြီးလို့ရတယ်ဆိုင်လိပ်စာ58လမ်း113 114မှာရှိပါတယ်နေဝေးတွေဆိုရင်လည်းကျွန်တော်ပစ္စည်းပို့ပေးတယ်ကားတင်ပေးပါရဗျနော်မန္တလေးမြို့တင်ဆိုလည်းအင်ရောက်ငွေချေလို့ချင်းတယ်ဆိုရင်လည်းကျွန်တော်တို့ပို့ပေးပါတယ်လက်ကားသေးလို့ချင်းတယ်ဆိုရင်လက်ကားသေး Viber မှာ flight လေးတောင်းလို့ရပါတယ် Viber မှာ high ပေးပါကျွန်တော်တို့ flight လေးပို့ပေးပါတယ်เนาะ3လုံးကနေစပြီးတော့လက်ကားသေးယူလို့ရပါတယ်လို့ကျေးဇူးတင်ပါတယ်เนาะ